ဘာတွေလျှော့အတွေးတွေယော့သွားရင်စိတ်ကပေါ့သွားတယ်ဒါဖြင့်စိတ်လေးနေတာဘာတွေကြောင့်လေးတယ်ငါစိတ်တွေလေးတယ်ဒီစိတ်တွေညစ်တယ်ပူတယ်တဲ့ညီးနေကြစိတ်ပေါ့ကြောင်းစိတ်အေးကြောင်းစိတ်ကြည်ကြောင်းတရားပေးမယ်ဆိုတကယ်မယူဘူးအဲ့တော့လက်တွေ့လှုပ်ကြည့်ပေါ့အခုထိုင်နေတော့ထိနေတာရှိဘူးလားထိုင်တော့ထိနေတာလေရှိတယ်မနေ့တုန်းကထိတယ်လားခုထိနေမနေ့ပြန်ကြမှာထိမှလားခုထိနေထိမှုနောက်ကတိမှုလိုက်အဲ့ထိတာလေးကိုစိတ်ကလေးလှမ်းပြီးတိလို့မရဘူးလားထိတာလေးကိုတိနေရင်စိတ်ကလေးကပစ္စုပန်မှာမနေဘူးလားပစ္စုပန်မှာနေတော့အတိတ်ကိုတွေးတာနဲမသွားဘူးလားအနာဂတ်ပြေးတာတွေနဲမသွားဘူးလားနဲသွားတယ်ပစ္စုပန်မှာနေတဲ့စိတ်ဟာအေးပါသည်ပစ္စုပန်မှာနေတဲ့စိတ်ဟာအေးပါသည်စိတ်ကလေးအေးခြင်းရင်ဘယ်မှာနေရမယ်အတိတ်မှာမနေနဲ့အတိတ်ကပူစရာတွေကိုတွေးနေရင်အဲ့ဒီစိတ်ဟာအတိတ်မှာနေတာဗျအနာဂတ်ကိုတွေးပြီးတော့ပြန်လည်ပူပန်ဒုက္ခတွေရောက်နေရင်အဲ့ဒီစိတ်ဟာအနာဂတ်မှာမှန်ရလားပစ္စုပန်ထိမှုလေးတွေကိုရသလောက်ကြိုးစားအားထုတ်ရှုမှတ်တတိယတိုင်းစိတ်တွေးတွေပြန်ကြည့်စိတ်ကအခုဘာတွေတွေးတယ်လဲဘသူအကြောင်းတွေးတယ်လဲဘယ်အကြောင်းအရာဘယ်ကိစ္စဘယ်အာယုံကဒီစိတ်ကိုကျိုးနဲ့တုတ်တလာရောက်ပြီးလွှမ်းမိုးရစ်ပတ်နှောင်ဖွဲ့ထားတယ်လဲအဲ့ဒီအတွေးတွေကမြင်ရလားဒီလိုတွေးတော့ဘယ်လိုခံစားချက်ဖြစ်တယ်လဲဟိုလိုတွေးတော့ဘယ်လိုခံစားချက်ဖြစ်တယ်လဲ we have to be mindful of our mind and thoughts စိတ်နဲ့အတွေးကိုသိနေပါဘာနဲ့ဘာကိုသိဘဝမှာပြဿနာခက်ခဲဆိုတာကတော့လူတိုင်းရှောင်လို့မလွတ်ဘူးအဲ့ဒါတွေကိုရင်ဆိုင်တဲ့အခါမှာတရားသိတဲ့သူတရားရှိတဲ့သူကအေးလေးရင်ဆိုင်သွားတယ်တရားမသိတဲ့သူတရားမရှိတဲ့သူတော့ဗရာမြေလူးသွားတာပဲအပူမျက်နှာသူ့မျက်နှာကြည့်လိုက်ရင်ကိုဘာဖြစ်နေပူနေတယ်သူစိတ်ကဘာဖြစ်လို့စိတ်ပူရင်ရုပ်တည်ပူတာပဲစိတ်အေးရင်ရုပ်လဲအေးတယ်စိတ်ငြိမ်ရင်ရုပ်လဲငြိမ်မယ်ဗျဒါကိုလူတိုင်းနားလဲသဘောပေါက်ဖို့ဟာဒီနေ့အရေးကြီးဆုံးပဲအဲ့ဒါနားလဲအောင်မလုပ်ကြလို့ပဲအိမ်တိုင်းဆူပွက်နေတာနေရာတိုင်းမှာမတရားမှုတွေများနေတာဘာကိုနားမလဲလို့စိတ်ကိုနားမလဲလို့စိတ်ကိုသိရင်ဒီစိတ်အတွေးတွေဟာလဲမြဲတာတွေ့မှလားမမြဲတာတွေ့မှာအတွေးလေးတစ်ခုကဖြစ်ပြီးဖြစ်ပေါ်ပြီးပြောင်းစိတ်ချမ်းသာမှုလေးကလည်းဖြစ်ပြီးဖြစ်တာပေါ်ပြီးဝမ်းနေတဲ့အတွေးလေးကလည်းတွေးပြီးတော့သိလိုက်ရင်ဖြစ်ပြီးမမြဲတာကိုနားလဲပါနားလဲဖို့ရာဉာဏ်ပညာလိုသည်နားလဲဖို့ဘာလိုတယ်ဉာဏ်ရှင်ဖို့ဟာတတိဝင်ဖို့လိုပါသည်တတိရှိမှပါရှင်တယ်ထိတိတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်းဤဘဝမှာပူဇော်တောကတွေ့လေအဲ့ဒီလူကအာကိုလေးရှိသွားပြီတို့မှလက်ကင်တရားလေးရှိသွားပြီပြဿနာကိစ္စဖြစ်တာကစိတ်မချမ်းမြေ့စရာကြုံရတာကဘေးတကြီးအချိန်ပိုင်းလေးပါပြဿနာဖြစ်တာကအကြာကြီးမဟုတ်ဘူးခဏလေးဖြစ်လိုက်တာဒါပေမဲ့စိတ်ကအဲ့ဒါပြန်တွေးနေတာကတစ်ရက်နဲ့လည်းမပြီးဘူးနှစ်ရက်နဲ့လည်းမပြီးဘူးသွားတဲ့အချိန်လည်းဒါမေ့ထားလို့မရဘူးထမင်းစားချိန်လည်းမေ့ထားလို့မရဘူးညအိတ်ချိန်လူကတော့အိတ်ရတဲ့ရောက်နေပြီစိတ်ကမအိတ်ဘူးဘာလုံးနေတော့အိတ်ရတဲ့လည်းတွေးနေတယ်တွေးတာဟာအေးစရာဆိုတော်သေးရဲ့တွေးတာကပူစရာကြီးဆိုအိတ်မပြောခင်တစ်လျှောက်လုံးဘာဖြစ်နေစိတ်ပူရင်ရုပ်တွေလဲပူတာပဲအဲ့ဒီအပူတဲ့နဲ့သွားကြိုက်ရင်သူ့နှုတ်ကထွက်လာတဲ့စကားတွေကလဲအေးတဲ့စကားတွေလားပူတဲ့စကားတွေလား
လူတွေလေဒါတွေသတိပဋ္ဌာန်တရားကိုကျင့်သုံးပြီးတော့ကိုယ့်ဘာသာကိုစိတ်အေးချမ်းအောင်နေတတ်ရင်ကိုပတ်ဝန်းကျင်ကြီးကိုအေးချမ်းမှုဒါနတွေပြုပြီးသားဖြစ်သွားတယ်လူတွေသူများကိုစိတ်ဆင်းအောင်လုပ်တယ်ဆိုတာကိုယ်စိတ်မချမ်းသာလို့ကိုတရားလေးနဲ့ကိုစိတ်ထဲမှာအေးချမ်းအောင်တိဆောက်ပြီးနေနိုင်တဲ့သူဟာသူ့ကိုယ်သူစိတ်ချမ်းသာအောင်နေတတ်မှာတော့သူများသူစိတ်ဆင်းအောင်လုပ်เสียလိုသေးလားသတိထားကြည့်ပါသူများကိုစိတ်ဆင်းရဲအောင်လုပ်မိပြောမိသွားတဲ့အချိန်မှာတည်တည်ချာချာသတိထားကြည့်ပါကိုယ်စိတ်ကဘာဖြစ်နေဆင်းရဲနေပြီကိုယ်စိတ်ဆင်းရဲလို့သူများကိုဆင်းရဲအောင်လုပ်ကြတာဒါကြောင့်လူတူချင်းမိမိစိတ်ကလေးမိမိဒီလိုတတိပဋ္ဌာန်တရားတွေကျင့်သုံးပြီးချမ်းသာအောင်ထားတတ်ဖို့မလိုဘူးလားအဲ့ဒါတွေနီလံပေးဖို့ဦးဇင်းတို့အခုရိတ်တာတီထောင်နေတာပါနော်အခုအစာဦးလေးတွေတော်တော်လေးတော့ပြီးနေပါပြီဓမ္မယုံကြီးကတော့လုံးပန်းရအောင်ပါဓမ္မယုံကသိန်း2000ကျော်လောက်ကုန်ပါအခုသိန်း50တူဖားကန့်ငါပေါ်လာခဲ့တယ်အခုကချင်ပြည်နယ်ခရီးစဉ်နောက်မန်းမြို့စီကဖယားကန်းတာယာကပေါ်သွားပြီပြီးတော့ပတ်ကိခင်းဖို့တကလည်းပေါ်သွားပြီအခုတန်ပင်တွေဝယ်ထားပြီအဲ့ဒါကြီးဦးဇင်းတို့အခါမတိုင်ခင်များခုံပတ်မိနိုင်မလားလို့ကြိုးစားအထုတ်နေပါတယ်အဲ့ဒါကြီးပြီးသွားရင်ကလေးတွေလည်းငယ်ငယ်တဲ့အကြောင်းသူအကြောင်းသားဘဝကလေးက how to practice to understand our mind မိမိစိတ်ကိုသိဖို့ရဘယ်လိုကျင့်မလဲဖျားသည်စိတ်ကိုသိမြင်နားလည်စေနိုင်မဲ့နီလန်းတွေဘယ်လိုပေးခဲ့တယ်လဲအဲ့ဒါတွေပြိတ္တကြီးတို့ငယ်ငယ်ကလေးကသိဖို့လိုတယ်ဒါကြောင့်ကလေးတွေစိတ်အေးအောင်သူတို့နေတတ်ပြီဆိုရင်ခင်ဗျားတို့လူကြီးတွေကိုနဘူးနဇာမတိုက်တော့ပါဘူးခုသူတို့နဘူးနဇာတိုက်ပြီးတော့မိဘတွေလည်းစိတ်ပူနေရတာဟာစိတ်ကိုမသိလို့ပဲမှားလားပိဋကကြီးစိတ်ကိုဒီလိုကျင့်စဉ်လေးတစ်ခုလက်ကင်ထားလိုက်ရင်ဘလောက်ပူစရာတွေ့အဲ့လိုကသူများလိုပူကြောမရှိဘူးပုထုဇဉ်ကိုမပူပဲမနေနိုင်ရင်ပူလိုက်တယ်ဒါပေမဲ့ပူစရာကိုစိတ်ကတွေးနေရင်စိတ်ကိုပြန်ကြည့်တဲ့အလေးအကျင့်လုပ်တဲ့သူကဟောပူနေပြီစိတ်ပူနေပြီစိတ်ပြန်ကြည့်လိုက်တော့စိတ်ကဘာဖြစ်နေဩဘာဖြစ်လို့ပူပါလဲဆိုတော့တေချာကြည့်လိုက်တော့ပူစရာတွေတွေးနေတာကိုလူများစွာဟာ they can't stop their thoughts အတွေးတွေကိုရပ်လို့မရနိုင်အောင်ဖြစ်တယ်အဲ့တော့ဒီကျင့်စဉ်လေးရှိထားတဲ့သူကစိတ်တွေသိပ်ရှုပ်လာရင်အတွေးတွေသိပ်ပြားလာရင်အဲ့ဒါလေးစူးစမ်းပြီးနေလိုက်လမ်းသွားလဲမြန်မြန်မသွားတော့ဘူးသမင်းစားလဲကြပြားကြရာကြီးမစားတော့အဲ့လိုထိမှုနောက်ကတိမှုလေးတွေလိုက်နိုင်အောင်ဝီရိယလေးစိုက်တတိကရှုမှတ်ပြီးနေလိုက်ရင်သူစိတ်ကမကြာဘူးပိဿုပ္ပံမှာပြန်နေလာပိဿုပ္ပံမှာနေတဲ့စိတ်ကမအေးဘူးလားအတိတ်ကိုတွေးရင်မအေးပါတိတ်ကလည်းမအေးစရာတွေများတာကိုမှားရလားပိဿကြီးအနာဂတ်ကိုပြေးပြီးတော့တွေးနေရင်မချမ်းသာပါပိဿုပံမှာနေတဲ့စိတ်ဟာချမ်းသာပါသည်အဲ့ဒါပိဿကြီးသူများလှုပ်ပေးလို့ရမလားဒါကြောင့်စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကြည်လင်စေဖို့ဆိုရင်စိတ်ကလည်းဘာဖြစ်ကြည်လင်နေရစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေအေးဖို့ဆိုရင်စိတ်ကလည်းအေးနေရမှာပိဿရုပ်မျက်နှာကြီးမညစ်ဖို့ဆိုရင်စိတ်ကလည်းမညစ်ပဲကြီးနေမှာစိတ်ကိုကြည်အောင်သူများထားပေးလို့ရမလားမရပါဘူးအဲ့ဒါနားလည်ကြအဲ့ဒါနားလည်ရင်ဒုဘဝမှာသာသနာနဲ့ကြုံတုံးလူဖြစ်တုံးတကယ်လို့အမှဘာလဲဆိုတာသိလာလိမ့်မယ်ဝိပဿနာမမြဲတာကိုနားလည်ပါအဲ့ဒါကိုနားလည်တာဝိပဿနာဘာပါလဲအဲ့တော့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေစိတ်ကလေးကိုအေးအောင်ထားလိုက်ရင်ပိုအသက်ရှည်မှာသိကြတယ်စိတ်ပူရင်ဒီရုပ်တရားကလည်းပူတယ်နှလုံးသားတွေလည်းပူတယ်ခဏခဏပူလောင်နေတဲ့မီးလောင်ခံရတဲ့နှလုံးသားဟာကျွမ်းမှာပေါ့အသက်တိုးမလားရှည်မလားဒါပဲအဲ့တော့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကြည်အောင်စိတ်ကလေးကြည်အောင်ထားတဲ့နည်းတွေသင်ယူပါနာကြားပါလေ့ကျင့်ပါဟုတ်ပြီလားဥတုနဲ့ပတ်သက်လို့လည်းမိမိခန္ဓာကအေးတဲ့ဥတုမှာမျှတသလားပူတဲ့ဥတုမှာမျှတသလားဆိုတော့ကိုယ့်ကိုယ်ဆင်ခြင်ရတာပဲဦးဇင်းတို့ဆိုလို့ရှိရင်အလယ်ပိုင်းဇာတိဖြစ်တော့
မကွေးတိုင်းပင်ဘူးစကုဆိုတော့ပူတယ်လေငယ်ငယ်တည်းကအပူဒဏ်ခံရတော့ပူဒဏ်ကိုခံနိုင်ရှိတယ်တိတ်အေးတဲ့အေးဒဏ်ဆိုခံနိုင်မရှိဘူးအဲ့တော့ဒီခန္ဓာဟာအေးနဲ့မတည့်တဲ့ခန္ဓာကိုအေးတဲ့နေရာကြာကြာထားရင် तू အသက်တိုးမလားရှည်မလားညံလေအသက်ပါဆောင်ဥစ္စာပါဆောင်ဒါပြောတာဥတုလေးကိုလည်းပြင်ပြီးတော့နေနိုင်ရတာအာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေရှင်သန်ပြီးတော့နေဖို့ဆိုရင်အာဟာရလည်းကိုယ်နဲ့တဲ့တာမတဲ့တာညံနဲ့ရွေးချယ်စားတော့တတ်ဖို့မလိုဘူးလားဒီခန္ဓာကြီးဘိုင်းကနေလဲမသွားတာအဲ့ဒီအကြောင်းလေးပါထောက်ပံ့ထားလို့တဲ့နေကြည့်လိုက်ပါလားစာမစားပဲဒီနေ့နေတော့မလဲနိုင်ဘူးလားဘိုင်းကနေလဲသွားပါဒါဖြစ်ရင်ဒီခန္ဓာကြီးတောင့်တင်းနေတာငါဆိုတဲ့အတ္တကြောင့်လားဒီအကြောင်းတရားတွေကြောင့်လားကံရဲ့စိတ်ရဲ့ဥရုရဲ့အာဟာရရဲ့အကြောင်းတရားကြောင့်ဖြစ်ပေါ်နေတဲ့ရုပ်ခန္ဓာဟာအကြောင်းတရားချုပ်ရင်ချုပ်မှာပဲချုပ်မှာပဲဟုတ်ပြီလားပြည်သက်ကြီးတတ်နိုင်တဲ့လောက်တော့ကုသိုလ်တရားတွေတိုးပွားအောင်ကြိုးစားဖို့ဝိပဿနာအားထုတ်ဖို့ရာဒီခန္ဓာကျမ်းမာရေးကောင်းအောင်ကတော့အဲ့၄မျိုးကိုပြုပြင်နေရတာကံလဲဆင့်မှာမွေးနေမှာပါဆင့်စိတ်ဓာတ်ကိုလည်းအေးချမ်းအောင်တတိပဋ္ဌာန်တရားနဲ့ပြုပြင်နေထိုင်တတ်ရင်အသက်မရှိနိုင်ဘူးလားဥတုလည်းဉာဏ်နဲ့ရွေးချယ်ပြီးတော့ခန္ဓာနဲ့တင့်တော်မြတ်တာအောင်ထားတဲ့ရင်ဒီခန္ဓာရှိကြီးကြာကြာနေမှာပေါ့ဘလောက်ထားနောက်ဆုံးတော့မွေးလာပြီးရင်ဖြစ်လာပြီးရင်သင်္ခါရကံစိတ်ဥဟာကြောင့်လေဗျာတို့ပေါင်းကပြုတ်မှဖြစ်ပွားရာသည့်ဒေဘုမကယုံနံဓမ္မသင်္ခါရတရားတို့သည်အနိစ္စဝတ္တဩမမြဲကြလေကုန်စွာတကားဥပ္ပါဒဝယဓမ္မိနောဖြစ်လျင်ပြတ်သုံးချုပ်ဆုံးရခြင်းသဘောရှိကြလေကုန်စွာတကားဥပ္ပိစိတ်တဝါအကြောင်းညီညွတ်တဲ့အခါမှာဖြစ်ပေါ်လာပြီး၍နိရောဇံဒီအကြောင်းတရားတွေကုံဆုံးသွားတဲ့အခါချုပ်ပြောက်ပျက်စီးဆုံးရှုံးရသဘောရှိကြလေကုန်၏ဒေသံတော်ယုံနာနှစ်သိန်းဖြစ်ချင်းပြက်ချင်းတို့ဤဝုပသမောချုပ်ရငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ငြိမ်းတတ်ကြည်သည်ကဒုက္ခချမ်းသာတကားရုထေချမ်းသာဆုံးကြီးစဉ်စစ်အမှန်ပဲဖြစ်ပါပေတော်တည်းအဲ့တော့ဒီယုတ်တရားကြီးမမရက်နေသေးတာဟာပိဋကကြီးငါရက်ချင်လို့တကယ်ရက်နေတာဟုတ်ရဲ့လားကြောင်းတရားတွေရှိလို့ကြိုးတရားဖြစ်နေတာဗျဒါဖြင့်ဒီယုတ်ကိုငါပိုင်မပိုင်ပါဘူးပိဋကကြီးအတိတ်ကုသိုလ်ကံကမင်းသေတော့ဆိုသေလိုက်ရတာပဲတော်ပြီမင်းလူဘဝသက်50ပဲနေဆိုတစိမ့်ခတ်လိုက်ပြီးသားမွေးလာကြတဲ့ပိဋကကြီးမရဏတစိတ်ကခတ်လိုက်ပြီးသားမမြဲတာကိုနားလဲပါနားလဲဖို့ရာတိညာလိုတယ်ဘာလို့လဲအတိညာရှင်ဖို့ရာတတိရှိဖို့လိုပါသည်တတိရှိရင်ဉာဏ်ရှင်တယ်တတိရှိရင်ဉာဏ်ရှင်ရင်အဲ့ဒါကိုနားလဲတယ်နားလဲရင်လက်ဆုပ်ကလေးတွေလျှော့လို့ရတယ်ငါအမေငါအဖေဆိုတဲ့အစွဲတွေရော့မယ်ငါသားငါသမီးငါပစ္စည်းငါယာရုငါအာနာဆိုတဲ့အစွဲတွေရော့မယ်လက်ဆုပ်တင်းရင်တော့အပူပြင်းမှာပဲဘသူဖြစ်ဖြစ်တရားကတရားပဲမှားရလားပြိတ္တကြီးအဲ့တော့ဒီခန္ဓာကြီးကတကယ်တော့ငါပိုင်တာပဲမှာဟုတ်လို့လေရုပ်တရားလည်းငါမပိုင်ဘူးခုနအကြောင်းတရားတွေကပိုင်တာကံကဖြတ်လိုက်တာနဲ့သွားပြီးတော့ခွဲတော့ဟုတ်ပြီလားပိဋကကြီးစိတ်ဓာတ်တွေကျသွားတာနဲ့ရုပ်ကလည်းပုံကျသွားနိုင်တယ်ဥတုပြင်းတာနဲ့ပိဋကကြီးတို့သိနိုင်တယ်ဥတုဇယုတ်ဒီယုတ်ဥတုကပိုင်ထားတာဒါကိုငါဟာလုံနေတော့လက်စုပ်တင်းရင်ဒီခန္ဓာတကယ်တော့ကိုပိုင်ရလားပိုင်ပါဘူးအေးလွန်သွားတဲ့အခါတက်ကြီးတဲ့သူတွေကြက်ပြီးသေးတတ်တာပဲအပူလွန်လို့ရင်လည်းပိဋကကြီးမခံနိုင်ဘူးယုတ်ကအဲ့တော့ကိုတကယ်ပိုင်ရလား
မမြဲတာကိုနားလဲပါနားလဲရင်စိတ်ပူရာသက်သာမယ်ဗျမှားရလားပိဿကြီးအဲ့ကြောင့်တရား၄ပါးပိုင်တာပါခုချက်ချင်းအစားမှကြည့်ပါလားသွေးတို့ရှိတဲ့သူတွေအုံတို့ခေါက်ဆွဲဆိုင်သိသွားတာမနေဘူးပဲအာဟာရကပိုင်တာငါတကယ်မပိုင်ဘူးစိတ်ကောပိုင်ရလားပိုင်ဘူးပိဿကြီးတို့ငါမြင်နေဆိုငါမြင်နေဆိုငါပဲထင်နေတာပါမြဲတယ်လို့ထင်ကြသည်လက်ဆုပ်တင်လို့ပါပြင်းသည်ဒါကိုသဘောပေါက်ကြဥပမာမြင်စိတ်ကလေးတစ်ခုကဲမြင်စိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ရမျက်စိအကြည်ထက်ကောင်းဖို့မလိုဘူးလားလိုတယ်မြင်စရာအာယုံရောရှိဖို့မလိုဘူးလားဟုတ်ပြီမျက်စိအကြည်ထက်ကောင်းတယ်မြင်စရာရှိတယ်ဒါပေမဲ့မီးတွေပြတ်သွားကြည့်ပါလားအလင်းရောင်ရှိဖို့မလိုဘူးလားဟောမြင်စရာတော့ရှိတယ်မျက်စိရဲ့ကြည်တက်မကောင်းမျက်လုံးကန်းနေမြင်မလားမြင်စရာရှိလျက်မမြင်တာလားမရှိလို့မမြင်တာလားမြင်စရာကရှိတယ်မျက်စိကြည်ရုပ်ကအကောင်ချွတ်ယွင်းနေတယ်ကံကြောင့်ပေးတဲ့ရုပ်ကရပ်သွားရင်မျက်စိကန်းတာပဲဟုတ်ပြီလားပြေသက်ကြီးအဲ့ဒါဆိုရင်မြင်ရသေးလားမြင်စရာရှိတယ်ဒီမှာမြင်မျက်စိကြည်ရုပ်ချွတ်ယွင်းသွားတယ်အဲ့တော့မြင်စိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ရာမျက်စိအကြည်လဲကောင်းရတယ်မြင်စရာလဲရှိရတယ်အလင်းရောင်လဲစိတ်နှလုံးသွင်းမှုလဲရှိရတယ်သတိမပြုမိရင်ပေးတဲ့ကြီးလမ်းမှာတွေ့ရတဲ့တငယ်ချင်းဟိုဘက်ကလမ်းသူလာနေကွက်ဒီဘက်ကနေသွားနေတယ်ကိုယ်အတွေးတွေနဲ့ကိုသွားနေတယ်အာယုံမပြုမိဘူးမမြင်ပါမမြင်ဘူးကိုယ်အာယုံကိုယ်အတွေးနဲ့ကိုသွားနေတာကိုတွေ့လျက်မမြင်တာလားပေးတဲ့ကြီးလာနေတာကြီးရှိလျက်ကိုမမြင်တာနှလုံးမသွင်းမိလို့အဲ့တော့မြင်စိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ရာအကြောင်း၄မျိုးရှိရတယ်မျက်စိကြည်ရုပ်ရဲ့မြင်စရာယူပါယုံရဲ့အာလောကအယောင်လင်းရဲ့မနတိကာရနှလုံးသွင်းမှုရဲ့ဒါဖြင့်မြင်စိတ်ဟာငါပိုင်တာဟုတ်ရလားအကြောင်းတရားတွေကပိုင်ကြသည်မျက်စိကြည်ရုပ်ဖောက်ပြန်သွားရင်လည်းမြင်စရာရှိမှမမြင်ဘူးသူပိုင်တာကိုသူချွတ်ယွင်းသွားရင်ပေးတဲ့ကြီးတို့အကျိုးလဲချုပ်တာအကြောင်းချုပ်ရင်အကျိုးလဲမမြဲတာကိုဒါပေမဲ့ငါမြင်တာလို့ထင်ကြသည်ကဲငါကိုယ်တိုင်မြင်လိုက်တာပါတဲ့တကယ်ကိုပဲစွဲနေတာလက်စုပ်တင်းရင်တကယ်တော့အကြောင်းရှိလို့ဘာတွေဖြစ်နေအကြောင်းချုပ်ရင်တဗ္ဗေလုံးစုံကုန်သောသင်္ခါရယုတ်နံဓမ္မသင်္ခါရတရားတို့သည်အနိစ္စဩဖြစ်ပြီးပြတ်သွားတယ်လို့မမြဲကြကုန်စွာတကားဣတိဤကဲ့သို့ယထာကျင်္ခါကာလမှာပတ္တတိဝိပဿနာဉာဏ်ပညာဖြင့်ကောင်းစွာထင်ထင်သိမြင်လိုက်ပါပေ၏အထထောကဲ့သို့ယုတ်တရားနံတရားတို့ရဲ့ဖြစ်ပြီးပြတ်သွားလို့မတည်မြဲခြင်းကိုသဘောပေါက်နားလည်လာတဲ့အခါမှာဒုက္ခဖြစ်လိုက်ပြက်လိုက်နှိမ့်ဆက်နေတဲ့ယုတ်နံဒုက္ခသစ္စာတရားပေါ်၌နိဗ္ဗိန္ဒတိဉာဏ်ကညီငွေလာသည်ဘာကညီငွေလာတယ်နိဗ္ဗိန္ဒတိညီငွေလာတယ်ဧတဧသောအဲ့ဒီလိုယုတ်နံနှစ်သိင်းဖြစ်ချင်းပြည့်ချင်းကိုကောင်းစွာထင်ထင်ကြိမ်ပန်များစွာသိမြင်လာတဲ့အတွက်ကြောင့်ညီငွေလာခြင်းသည်ဝိသုဒ္ဓိယကိလေသာစင်ကြယ်တဲ့နိဗ္ဗာန်ချမ်းသာ၏မေခောရာကြောင်းရောက်ကြောင်းအကျင့်ကောင်းလမ်းကောင်းကြီးဖြစ်ပါပေတယ်လို့သထာနလူတို့ဆရာဘုရားရှင်သည်ကထေတိကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေသတည်းအဲ့ဒီယုတ်တရားတန်တရားတွေမတည်မြဲပုံကိုဝိပဿနာဉာဏ်နဲ့တကယ်သိမြင်လာရင်တဲ့ပေတကြီးတို့နိဗ္ဗိတတိညီငွေလာလိမ့်မယ်။ခင်ဗျားတို့ကျွတ်ယုတ်နံခန္ဓာပစ္စည်းဥစ္စာယာတုအာနာတွေပေါ်ငါပိုင်တယ်လို့ဟုတ်ထင်ပြီးလက်ဆုပ်တင်းနေတာဟာဘာကိုနားမလည်လို့မမြဲတာကိုနားလဲပါအဲ့ဒါကိုနားမလဲရင်ဆွဲတွေထူလာလိမ့်မယ်ငါဟာလို့ပစ္စည်းကိုသိမ့်ပိုက်ထားရင်အဲ့ဒီပစ္စည်းလေးပျက်စီးသွားတာနဲ့ငါယင်လဲပူပြီ
ဘာကိုမသိလို့ဘာကိုနားမလဲလို့နားလေသိမိဝိပဿနာအာမထုတ်ရင်တော့ပိဋကကြီးတို့ရေနားလည်ဖို့ရမဖြစ်နိုင်ပါဘူးတကယ်တမ်းပြောရရဲ့အနိစ္စဒုက္ခအနတ္တဆိုတာပရိစိတ်တွေကိုနဲ့ပိဋကကြီးတကယ်မမြင်ဘူးဒါကြောင့်အခွင့်တာတုံးကြုံကြိုက်တုံးမှာဝိပဿနာအလုပ်အားထုတ်ကြရမှာအဲ့ဒီကြမှာစိတ်ကလေးကိုမငြိမ်တဲ့စိတ်ကိုတွေ့ပါပြီလမ်းသွားရင်လည်းတွေ့နေတယ်သမင်းစားရင်လည်းတွေ့နေတယ်ဈေးရောက်ရင်လည်းတွေ့နေတာလည်းမသိအဲ့တော့ပူဇာဆိုလူတွေကပူနေတာအဲ့ဒါပဲဒါကိုနားမလဲတော့ဘသူကြောင့်ဘယ်ဝါကြောင့်နင်းကြောင့်ငါစိတ်ပူဟာရှုပ်ကွာနေလက်ညိုးတွေထိုးပြီးပြဿနာတွေကမဆုံးတော့မမြဲတာကိုနားလဲပါနားလဲရင်ပြဿနာတွေအလုံးအေးနိုင်သည်ဝိပဿနာဟာပြဿနာရဲ့အခြေအမြစ်ကိုရှင်းတာပိဋကကြည့်လို့လူတွေလောကမှာဒီနေ့ပြဿနာဖြစ်နေတာအိမ်ထဲကစတနိုင်ငံလုံးတကဘာလုံးပြဿနာတွေဖြစ်နေတာအတ္တကြောင့်ဘာကြောင့်လို့ငါဟာဆိုတဲ့အစွဲတွေကြောင့်ပြဿနာများသည်မှန်လားပိဋကကြီးဦးဇင်းရေးကြည့်တဲ့တွေးကြည့်ပါဆိုတဲ့ရေးထားတဲ့စာအုပ်ထဲမှာပါပါတယ်အတ္တဆိုတဲ့ခေါင်းစဉ်နဲ့အလုံးကိုငါနဲ့တူအောင်လှုပ်ချင်လို့ဒုက္ခတွေများနေတယ်အလုံးကိုငါဟာဖြစ်အောင်လှုပ်ချင်လို့ပြိပက္ခတွေတိုးနေတယ်ငါနဲ့မတူတဲ့သူမှန်သမျှငါယံသူလို့သဘောထားနေလို့ပြဿနာတွေပွားနေတယ်တလောကလုံးမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေရဲ့တစ်ခုတည်းသောအကြောင်းရင်းကငါဆိုတဲ့အတ္တပါပဲဝိပဿနာကအဲ့ဒီအတ္တကိုဖြူချငါဆိုတာဘယ်မှာရှိလို့လဲတွေးစိတ်ကလေးတစ်ခုဖြစ်ပေါ်လာသည်အတိညာနဲ့တတိနဲ့ရှင်တဲ့စိတ်ကလေးကတိလိုက်သည်တိလိုက်တော့တွေးစိတ်ကလေးမြဲတာတွေ့သလားပျောက်သွားတာတွေ့သလားဝမ်းသာတဲ့စိတ်တွေဖြစ်လာသည်ပြေလေတာတွေနဲ့ကြုံတော့ဝမ်းသာတဲ့စိတ်ကလေးမဖြစ်ဘူးလားဒုက္ခံဝဝေဒနံဝေရမာနောဒုက္ခံဝေဒနံဝေရမိတိပသနာတိဝမ်းသာတဲ့ခံစားမှုတွေဖြစ်လာရင်အဲ့ဒါကိုသိလိုက်တော့ဝမ်းသာတဲ့စိတ်ကလေးကလည်းမြဲတာတွေ့သလားပြတ်သွားတာပဲတွေ့သလားဖြစ်ပြီးရင်ပေါ်လာပြီးရင်မမြဲတာကိုနားလဲပါဝမ်းသာတာလည်းမမြဲဝမ်းနေတာလည်းတပ္ပိသင်္ခါရအနိစ္စသဗ္ဗေလုံးစုံကုန်သောသင်္ခါရယုတ်နံဓမ္မသင်္ခါရတရားတို့သည်အနိစ္စမမြဲကြလီကုန်စွာတကားဣတိဤကဲ့သို့ယရာခြင်းခါကာလမပတ္တတိဝိပဿနာဉာဏ်ပညာဖြင့်ကောင်းစွာထင်ထင်ကိုယ်တိုင်သိမြင်လာပါ၏အထထောကဲ့သို့ယုတ်နံနှစ်သိရဲ့ဖြစ်ခြင်းပြည့်ခြင်းကိုကောင်းစွာထင်ထင်သိမြင်လာတဲ့အခါမှာဒုက္ခဖြစ်လိုက်ပြက်လိုက်နဲ့နှိမ့်ဆက်နေတဲ့ယုတ်နံဒုက္ခသစ္စာတရားပေါ်၌နေဗိဒတိယင့်တန်လာတဲ့ဉာဏ်ကညီးငွေလာမယ်ဧတဧသောအဲ့ဒီလိုယုတ်နံဒုက္ခသစ္စာတရားပေါ်မှာညီးငွေလာခြင်းသည်ဝိသုဒ္ဓိယအခုဗုဒ္ဓဘာသာဝင်တွေဆူတောင်းနေတဲ့နိဗ္ဗာနတပေစယောဟောတုလို့ဆူတောင်းနေတဲ့နိဗ္ဗာန်ချမ်းသာတရားဤမေကောရာကြောင့်လမ်းကောင်းလမ်းမှန်ကြီးဖြစ်ပါပေတယ်လို့တတ္ထာနလူရဆရာဘုရားရှင်သည်အဝေါသကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေတည်းမမြဲတာကိုနားလည်ပါနားလည်ဖို့ဉာဏ်လိုသည်ဘာလို့လဲအဲ့ဒီဉာဏ်ဟာစာဥတီတွေကမရောက်နိုင်ဘူးမရနိုင်ဘူးတကယ်အနိစ္စလက္ခဏာကိုမြင်နိုင်တဲ့ဉာဏ်ဟာပိဋကကြီးတည်ငြိမ်တဲ့စိတ်တမာတိရှိတဲ့စိတ်ပေါ်မှာတည်ဆောက်ထားတဲ့ဝိပဿနာဉာဏ်နဲ့မှမြင်နိုင်တယ်တဲ့။ကိုင်းအဲ့တော့ပိဋကကြီးတကယ်နားလည်ဖို့ရဘာအားထုတ်ရမှာဝိပဿနာအားထုတ်ရပါလူငယ်တွေစိုးစိုးစီးစီးဒါဟုသိစီခြင်းတယ်။ဦးဇင်းတို့တရားစခန်းမှာခက်ကြမ်းကြမ်းကြီးမလုပ်ပါဘူး။မလုပ်စမ်းနာယူဝက်ကစားထိုင်တယ်။နာယူဝက်ကို15မိနစ်လောက်ကပြောပေးတာခွေဖွင့်ပြီးတော့နာရင်းနဲ့ထိုင်တာ။နော်။ပြီးရင်ဇဉ္ညာလေးထားလျှောက်
ဈဉ္ညာလျှောက်တဲ့အခါမှာခြေလမ်းလေးတစ်ချက်ချတော့ထိမှုလေးမပေါ်ဘူးလားထိတိတတိနှလုံးစိတ်ဝမ်းငြိမ်းချမ်းဤပထမမငြိမ်တဲ့စိတ်တွေးတွေနဲ့ရှုပ်နေတဲ့စိတ်ကလေးကိုပစ္စုပ္ပန်မှာငြိမ်တော့တမာရီကိုထူထောင်ရတာအဲ့ဒီအတွေးတွေတိတ်ပြီးပစ္စုပ္ပန်မှာစိတ်ကလေးငြိမ်သက်လာပြီဆိုရင်အတိတ်အကြောင်းလည်းမရောက်တော့ဝနာကစီလည်းမပြန့်တော့ဘူးဆိုရင်စိတ်ကငြိမ်လာ